ကောင်းသောနာနဲ့ခင်းဖြစ်ဖို့ကောင်းသောနက္ခတ်နဲ့ကြုံဖို့ဆိုတာဟာနက္ခတ်ဆိုတာကောင်းကင်ကနက္ခတ်တွေကိုကြည့်ပြီးဗေဒင်ဆရာတွေကတော့တွက်ကြလိုက်ပေါ့နော်ဒီကနေ့နက္ခတ်ကောင်းတယ်သို့မဟုတ်ရက်ကောင်းတယ်ရက်မကောင်းမှုနဲ့ပြောကြတယ်လေဒီနေ့ကပြတ္တရာကြီးဒီနေ့ကရက်ရာစာနဲ့ဆိုပြီးတော့ရက်ကောင်းတယ်မကောင်းဘူးရွေးထားတယ်မဟုတ်လားခဏအထိဗုဒ္ဓဘာသာတွေရွေးတော့မယ်ရက်ရွေးတာဟာတော့နော်အစွဲလန်းဘလောက်ကြီးတယ်ဆိုတာကြည့်မြတ်စွာဘုရားကဟောထားတာရက်ရွေးခိုင်းတာမဟုတ်ဘူးရက်မရွေးခိုင်းဘူးမြတ်စွာဘုရားကဘာဟောလဲလို့ဆိုရင်သူနက္ခတ္တံသူမင်္ဂလံသုပ္ပဘာတံသူဟုတ်ထိတံသူခနောသူမို့တော်စာသူဣဋ္ဌံဗြဟ္မစာရိတိဘယ်နေ့ပဲဖြစ်ဖြစ်ရက်ရာစာပဲဖြစ်ဖြစ်ပြတ္တရာပဲဖြစ်ဖြစ်ဘယ်နေ့ပဲဖြစ်ဖြစ်ဘယ်နက္ခတ်နဲ့ပဲရှင်းရှင်းနော်ကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းတဲ့နက္ခတ်လို့မှတ်ပါဒါပြောတာနော်မကောင်းတာလုပ်ရင်မကောင်းတဲ့နက္ခတ်မနဲ့အိယာထားပြီးဒေါသထွက်နေမယ်ဆိုရင်အဲ့ဒါနက္ခတ်ဆိုးနေပြီလို့သာမှတ်ပြီနော်မနဲ့အိယာထားပြီးတော့မေတ္တာပို့ပြီးတော့ဘုရားကိုအာရုံပြုစိတ်ကြည်နူးနေရင်ဒါကောင်းသောနက္ခတ်ပဲကောင်းသောနက္ခတ်ဖြစ်တယ်ဒီလိုဆိုလို့တာကောင်းကင်ကနက္ခတ်ဆိုတာကိုယ်နဲ့မဆိုင်ဘူးတဲ့950ဇာတ်ထဲမှာလည်းအတိလင်းဆိုထားတာရှိတယ်နက္ခတံပฏิမာနန္တံအထောပါလံဥပိစ္ဆကာတချို့ကဒီနေ့နက္ခမကောင်းသေးဘူးဒီလနက္ခမကောင်းသေးဘူးနက္ခမကောင်းလို့ဘာမှမလုံးနဲ့အောင်ဒီတိုင်းနေမလုံးနဲ့အောင်ဆိုင်ရင်နဲ့ဒီပြည့်လူတယောက်ကဥပြီးတော့ရသွားကိုမလုံးလိုက်ရဒီလိုဟာမျိုးတွေချုပ်တတ်တယ်ပေါ့နော်ကိုကနက္ခမကောင်းသေးလို့ဆိုမလုံးတယ်ကျန်တဲ့လူကနေပြီးတော့လှုပ်သွားတာဟောကိုမရလိုက်ဘူးအဲ့တော့ဘုရားလောင်းတွေကဗာပြောတယ်နက္ခတံပฏิမာနန္တံအထောပါလံဥပိစ္ဆကာနက္ခကောင်းတဲ့အချိန်ကိုမျှော်လင့်နေတဲ့လူမိုက်ကိုတဲ့အကျိုးတရားတွေကအကျိုးတရားတွေကိုလက်လွတ်ဆုံးရှုံးသွားစေတယ်အထောအထတနက္ခတံကောင်းကျိုးချမ်းသာကိုလိုချင်တဲ့ဟာအရာဖို့ရအရေးကြီးဆုံးပဲတဲ့အဲ့ဒါဟာကောင်းတဲ့နက္ခတ်ပဲကိုလိုချင်တာရတာကောင်းတဲ့နက္ခတ်ပဲကိဉ္ကရိတန္တိတာရကကောင်းကင်ဘောကကျယ်တွေကကိုဘာတတ်နိုင်မှလဲဒီလိုဆိုထားတာနော်အဲ့ဒါကြောင့်မို့လို့ပုဗ္ဗနသုတ်မှာမြတ်စွာဘုရားဟောထားတဲ့အတိလင်းနတ်နဲ့ခင်းမှာတဲ့အပြစ်ကင်းတဲ့အတွေးတွေတွေးမယ်အပြစ်ကင်းတဲ့အပြောတွေပြောမယ်အပြစ်ကင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလိုတာကနတ်နဲ့ခင်းမှာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အကျင့်တရားတွေချင်းကြံကြုတ်ကိုအထုတ်မယ်ဆိုရင်အဲ့ဒီနတ်နဲ့ခင်းဟာကောင်းသောနတ်နဲ့ခင်းမှာနေ့လည်ခင်းမှာကောင်းတာပြောတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်လေကောင်းတဲ့နေ့လည်ခင်းဖြစ်ပါတယ်ညနေခင်းမှာလည်းပဲအပြစ်ကင်းတဲ့အတွေးတွေတွေးတယ်အပြစ်ကင်းတဲ့စကားတွေပြောတယ်အပြစ်ကင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းသောညနေခင်းဖြစ်ပါတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့ဟာဘယ်တော့ဖြစ်ဖြစ်နက္ခတ်ကအကောင်းမယ်တဲ့အဆိုးမရှိဘူးသို့တော်လူတွေကအကောင်းအဆိုးဆိုတာနက္ခတ်ကိုပဲသွားရှာတယ်ကိုယ့်ရင်ထဲကဟာကိုတော့မေ့နေတယ်စဉ်းစားကြည့်ကိုယ့်ဟာကိုယ်တဏ္ဍာမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမာမာနတွေအိတ်တာတွေကိုတော့အကောင်းထင်နေကြတာနော်အဆိုးကအဲ့ဒါအပင်ငရဲချတာသူတို့ကချနော်ဘယ်သူကမှကိုယ်လာဆွဲမခေါ်ဘူးဆွဲခေါ်သွားတာကကိုယ်ရင်ထဲဖြစ်တဲ့လောဘဒေါသတွေဆွဲခေါ်သွားတာလေကဲကြည့်လောကမှာလူဆိုးဖြစ်တဲ့ဒီရာဇဝမှုကိုကျူးလွန်တယ်ဆိုတဲ့လူတွေဟာဘယ်သူကသူ့ကိုကျူးလွန်ခိုင်းတာတော့သူ့စိတ်ကပဲကျူးလွန်တာမဟုတ်လားသူ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တရားတွေကဒီအလုပ်တွေကိုလှုပ်စေတယ်ခံရတော့ဘယ်သူခံရတော့သူပဲခံရတာပဲလေအဲ့ဒါကြောင့်မို့လို့ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာတွေဟာကိုယ်စိတ်ထဲမှာဖြစ်တဲ့မကောင်းတဲ့သဘောထားတွေအမှန်တမ်းကြောက်စရာကောင်းတယ်အပင်ငရဲဆိုတာပြင်ဘက်ကလာမချဘူးကိုယ်ကချနော်ကိုယ်ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကအပင်ကိုချတာဘယ်လိုလုပ်အပယ်ချတော့ဆိုကိုယ်စိတ်ထဲမှာဖြစ်ရင်ကိုယ်ပဲခံမှာလေဒီပြရာမကြည့်နဲ့
ကိုယ်ရုပ်ခန္ဓာကိုယ်ကြီးမှာဖြစ်တဲ့ယောဂဝေဒနာဘယ်သူခံရတာတော့ဟုတ်တယ်လေဆေးရုံသွားစမ်းလိုက်လို့ HIV positive ဆိုရင်ဘယ်သူခံရမှာတော့စီပိုးဘီပိုး positive ဆိုလဲကိုယ်ပဲခံရမှာပဲဟုတ်တယ်မဟုတ်ကိုယ်ထဲမှာဖြစ်တယ်အဲ့ဒါကြတော့လူတွေကကြောက်တယ်လေအဲ့ဒါလူတွေကြောက်တယ်ဒီတဲ့ကြောက်စရာကောင်းတာဘာလို့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာ mental process တွေမှာဖြစ်နေတဲ့ positive တွေကပိုကြောက်စရာကောင်းတယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘစိတ်ထဲမှာဖြစ်တဲ့ဒေါသစိတ်ထဲမှာဖြစ်တဲ့မောဟအိတ်တာတွေမာမာနတွေဒါတွေကပိုကြောက်စရာကောင်းတယ်ဒါတွေကသွားဆန်းလိုက်တဲ့ positive ဖြစ်နေဟုတ်ကဲ့အပင်ငယ်ချတာသူတို့ကချတာ HIV ကလည်းပဲအပင်ငယ်မချဘူးစီပိုးဘီပိုးကလည်းအပင်ငယ်မချဘူးရုပ်ခန္ဓာမှာဖြစ်တဲ့ယောဂဝေဒနာဆိုတာဒီဘဝတစ်ခါပဲသိမှာဘယ်သူမှနှစ်ခါသိတဲ့လူမရှိဘူးယောဂမရှိတဲ့လူရောမသိဘူးလားသိတာပေါ့သူကတော့အရင်သိချင်းသိသွားတာတစ်ခါတည်းယောဂရှိတဲ့လူကတမြင်းမြင်းနဲ့မသိတဲ့လူကရှိသေးတယ်နော်ယောဂရှိလဲတူတူပဲမရှိလဲတူတူပဲသိမဟာတူတူပဲသိတာကြည့်ပဲတဘဝမှာတစ်ခါပဲသိကြတာပဲနော်အဲ့တော့တကယ်ကြောက်စရာကောင်းတာကရုပ်ခန္ဓာမှာဆွဲကပ်တဲ့ယောဂမဟုတ်ဘူးစိတ်မှာဆွဲတဲ့ယောဂကြောက်စရာကောင်းတာအဲ့တော့ကုသနာမှာလောဘတွေဒေါသတွေမောဟတွေဒါတွေကိုနည်းအောင်ဂရုစိုက်တာဆိုလို့တယ်နော်အဲ့ဒါလို့ဆိုလို့တာအဲ့ဒါလို့လောဘဒေါသမောဟတွေနည်းအောင်ကြိုးစားတဲ့အချိန်ဟာသူ့နဲ့ခတ်တံကောင်းသောနဲ့ခတ်ပဲတဲ့ကိုယ်သူ့မင်္ဂလာရှိဆုံးအချိန်ပဲတဲ့အဲ့ဒီအချိန်နော်စိတ်ဆိုးနေတဲ့အချိန်ဟာမင်္ဂလာမရှိဆုံးအချိန်ပဲလို့ဒီလိုမှတ်ထားစိတ်မဆိုးဘူးမေတ္တာဘာဝနာပွားနေတယ်တယောက်နဲ့တယောက်သင်္သင်များများရှိနေတယ်မိတ်ဆွေပဲပြတ်ဘူးဆိုရင်ကောင်းမင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ဒီလိုမှတ်သုပ္ပဘာတံဘုရားတရားသံဃာကိုအာယုံပြုပြီးတော့နိုးလာလို့ရှိရင်ကောင်းသောမိုးတောက်ခြင်းပဲကောင်းသောနနဲ့ခင်းဖြစ်လာတယ်သူဝုဋ္ဌိတအိယာကနိုးထလာတဲ့အခါနော်နှုတ်ခမ်းကြီးစူပြီးတော့နိုးထတာမဟုတ်ဘူးအများတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့အတွေးလေးနဲ့နိုးထလာရင်ဒါအကောင်းဆုံးအိယာကထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့နေစဉ်နဲ့မြကိုယ့်ဘဝမှာအကောင်းဆုံးမိုးတောက်ချိန်ဖြစ်ဖို့နဲ့အကောင်းဆုံးအိယာကထားခြင်းဖြစ်အောင်မကြိုးစားသင့်ဘူးလားကြိုးစားရမှာဒါတွေကိုဖြစ်အောင်ကြိုးစားနော်အဲ့ဒါလို့ကြိုးစားဖို့ဆိုလိုတာဒါတွေကဘာတဲ့အရေးကြီးတော့ဆိုရိတ်တာသွားပြီးတရားဝင်ဖို့တဲ့အရေးကြီးတယ်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကဟုတ်ကဲ့ကိုယ်အိမ်မှာနေရင်ထိုင်ရင်နဲ့ကောင်းသောမိုးတောက်ဖြစ်ဖို့ကောင်းသောနှက်ခတ်နဲ့ကြုံတဲ့အချိန်ပိုင်းဖြစ်ဖို့ကောင်းတဲ့မင်္ဂလာရှိတဲ့အချိန်ဖြစ်ဖို့ရာကိုယ်တဏ္ဍာမှာကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေအောင်ကြိုးစားရမယ်မေတ္တာပွားနေမယ်အစင်မပြေတဲ့လူတွေကရုဏာထားမယ်အစင်ပြေတဲ့လူတွေပေါ်မှာမုဒိတာပွားမယ်ဆိုရင်ဒါအမှန်တမ်းကောင်းမြတ်တဲ့စိတ်တွေလို့ဒီလိုပြောတာနော်အဲ့ဒါလို့နေလို့ရှိရင်ဒုက္ခနောသူမှုဟုတ်တော်စာမေတ္တာပို့တဲ့အချိန်လေးကုသိုလ်ရတဲ့အချိန်လေးဟာအကောင်းဆုံးအချိန်လေးပဲအကောင်းဆုံးအချိန်ပိုင်းလေးအဲ့ဒါလို့အကောင်းဆုံးအချိန်ပိုင်းလေးတွေကိုယ်တဏ္ဍာမှာအများကြီးဖြစ်လာအောင်လုပ်ဖို့လိုအပ်တယ်ဒီလိုဆိုလိုတာသူယိဋ္ဌံဗျမစာရိတုအကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပေါ်မှာဒါနကောင်းမှုလုပ်တဲ့အချိန်လေးဟာကိုယ့်အတွက်အကောင်းဆုံးအချိန်လေးပဲဟောဒါကမြတ်စွာဘုရားဟောတဲ့အခါထားကောင်းသောနနခင်ဆိုတဲ့အဓိပ္ပာယ်ရအောင်မြတ်စွာဘုရားဟော